မင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာကြာဆန်ကြိုလေးကြိုစားဖြစ်ပါတယ်အရန်ကိုစားကောင်းလို့ကြိုတဲ့နည်းကိုလည်းပြန်လည်ဝေမျှချင်းဖြစ်ပါတယ်ဒါကတော့ပါဝင်တဲ့ပစ္စည်းလေးတွေဖြစ်ပါတယ်အရင်ဦးဆုံးအသားကိုကြိုပါမယ်ဒီမှာကတော့ဝက်သားကိုစင်ကြိုထားပါရှင်ဝက်သားကိုမိနစ်20လောက်အရသာနှပ်ပြီးတော့ထားလိုက်ပါတယ်ဝက်သားထဲမှာချစ်သွန်ဖြူနဲ့ဂျင်းကိုထောင်းပြီးတော့အရင်နှစ်ထည့်ပါတယ်မဆလာနဲ့စားအနည်းငယ်အရသာမှုအနည်းငယ်စနွေးအနည်းငယ်ထည့်ပြီးတော့နှပ်ထားတာဖြစ်ပါတယ်ဒါဆိုရင်တော့ခုစကြည့်နေပါပြီဒီမှာကအသားကိုစိမ့်ခိုးကြိုရတာမကြိုက်ပါဘူးအသားကိုနူးပြီးတော့ကြက်အောင်ထိကြိုလိုက်ပါရရှင်ကဲခုဆိုရင်တော့အသားလေးကအရန်ကိုမွေးလာပြီတက်သွန်ဖြူမုံလည်းထည့်လိုက်ပါရရှင်ဒီမှာဒီထဲမှာဒါကတော့အသီးအရွက်ကိုစကြိုပါပြီကြိုထားတဲ့ဝက်သားကိုခတ်ထားလိုက်ပါတယ်မူလာဥနီရဲ့မူရင်းဖြူရဲ့ကျက်သွန်နီတို့ကိုထည့်ပြီးတော့ကြိုလိုက်ပါရရှင်ဒီထဲမှာလည်းအရသာအနည်းငယ်ထည့်လိုက်ပါရနော်အရသာမှုအနည်းငယ်ရဲ့စားအနည်းငယ်ထည့်လိုက်ပါရရှင်အဒီရွက်ကြိုတဲ့ခါမှာကျွန်တော်ကနူးအောင်ကြိုလိုက်ပါတယ်စိန်ကိုတွေမကြိုက်လို့အသားကြောင်ကြိုလိုက်ပါတယ်ကြဒါကတော့ကြာဆန်ကြိုပါမယ်ခုနကအဒီရွက်ကြိုထားတာတွေကိုဖယ်ထားလိုက်ပါတယ်ကျုပ်သလုံးတူတူထားပါရှင်ကြာဆန်ထည့်လိုက်ပါမယ်ကြာဆန်ကြိုတဲ့အခါမှာကြာညို့လို့ခိုကြတဲ့ ABC sauce ကိုထည့်လိုက်ပါရှင်နောက်ထပ်စားလေးအနည်းငယ်ထပ်ထည့်ပါတယ်အရသာမှုအနည်းငယ်ထပ်ထည့်ပါရနော်အသီးရွက်ကြိုထားတဲ့အသားကြိုထားတဲ့အထင်းမှာအရသာတွေပါပြီးအတွက်အနည်းငယ်ပဲထည့်ပါမယ်ကြာဆန်ကိုလည်းကြက်အောင်ကြိုလိုက်ပါမယ်ရှင်အိမ်မှာကြိုစားရတာအရန်ကိုစားလို့ကောင်းပါတယ်အသားတွေအများကြီးထည့်ပြီးတော့အသီးရွက်တွေကိုလည်းအများကြီးထည့်ကြိုစားရတဲ့အတွက်အိမ်မှာကြိုစားရတာကဝအောင်စားရပါတယ်ရှင်ကြိုတဲ့အခါမှာလည်းစီတက်တက်လေးနဲ့ကြိုတဲ့အတွက်တကယ်စားလို့ကောင်းပါတယ်ကြာဆန်ကျူနီးတွေကအများကြီးရှိပါတယ်နော်ဒီထဲမှာပေသီးတွေထည့်လို့ရတယ်မိမိကျိတ်နေတဲ့အသီးရွက်တွေထည့်လို့ရပါတယ်ရှင်ဒီမှာကကိုကြိတ်တဲ့ဟာလောက်ပဲထည့်ထားပါတယ်တကယ်ရမ်းကိုစားလို့ကောင်းပါတယ်နော်ဒီကြာဆန်ကျူလေးကကဲခုဆိုရင်တော့ကြိုထားပြီးသားအသီးရွက်နဲ့အသားကိုပြန်ပြီးထည့်မှွေလိုက်ပါမယ်ကြာဆန်လေးကျက်တော့ပါပြီရှင်ကြာဆန်လေးကလည်းကျမကြိုတင်ပြီးတော့ရေစစ်ထားတယ်စိန်ထားတာလည်းအချိန်တနာရီလောက်ပေးလိုက်တဲ့အတွက်အီလေးနဲ့အရန်ကိုစောက်ကောင်းပါတယ်ရှင်အနံ့ကလည်းအရန်မွေးပါတယ်အသားလည်းကြက်ပြီးသားအရွက်လည်းကြက်ပြီးသားကြာဆန်ကလည်းကြက်ပြီးသားဖြစ်တဲ့ခါမှာအကုန်လုံးကိုရိုးပြီးတော့မွေလိုက်ပါတယ်ရှင်တကယ်ကိုစားလို့ကောင်းပါတယ်နော်အိမ်မှာထမဲလို့စားနေကြဒီလိုမျိုးကျမအမြဲတမ်းလှုပ်စားနေကြဖြစ်ပါရဲ့ရှင်အနီနက်ကလည်းလုံးဝမထွက်တဲ့အတွက်တကယ်ပဲမွမွေးလေးနဲ့အရန်စားလို့ကောင်းတဲ့ကြာဆန်ကျူလေးရတော့ပါပြီရှင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကဲစားကြပါအောင်ရှင်